အာလုံသောဓမ္မမိုက်ဆွေယောဂီတော်စင်များမိမိတို့စင်ပြေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူကြမယ်နန္တရားကိုဇတ်တင်ရှုမှန်းကြမှာဖြစ်တဲ့အတွက်ကြောင့်မိမိတို့နဲ့စင်ပြေမဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူကြမယ်နန္တရားနဲ့ပတ်သက်လို့ယောဂီတို့အရှိခံသိထားရမှာကနန္တရားဆိုတာရိုးရိုးလေးပြောရင်စိတ်ကိုပြောတာနန္ဆိုတာတိတိကျကျပြောရင်တော့စိတ်ရည်စေတသိက်ရည်ဒါကိုနန္တရားရိုးရိုးလေးပြောရင်တော့စိတ်ပေါ့ယောဂီတို့တနေ့ဖြစ်နေတဲ့စိတ်ကလေးတွေအလုံးအဲ့ဒါနန္တရားပဲဒါပြင်အဲ့ဒီနန္တရားသည်ယောဂီတို့ရဲ့ခန္ဓာဓိမှန်လေးမရှိဘူးတဲ့နန်းဆိုပြီးတော့ယောဂီတို့ရဲ့ခန္ဓာဓိမှန်ဝင်နေတာမဟုတ်ဘူးတဲ့ဒါပေမဲ့ယောဂီတို့ကခန္ဓာဓိဝင်နေတယ်လို့ပဲခံစားရတယ်ဒါဘာသဘောပါလိမ့်ဘာဖြစ်လို့ပါလိမ့်တော့စီစစ်လိုက်တော့ယောဂီတို့ရဲ့ခန္ဓာဓိမှာနန္တရားကိုထွက်ပေါ်စေတတ်တဲ့နန္တရားကိုဖြစ်ပေါ်စေတတ်တဲ့နေရာဌာန6ခုရှိတယ်မျက်စိအကြည်မျက်စိဌာနနားဌာနနှာခေါင်းဌာနရှားဌာနကိုယ်ဌာနစိတ်အတွေ့စိတ်အကြည်ဌာနဆိုပြီးတော့ဌာန6ခုရှိတယ်အဲ့ဒီဌာန6ခုနဲ့အပြင်အရာဝတ္ထုနဲ့ထိတော့မှမျက်စိဆိုရင်မြင်စရာနဲ့ထိတော့မှနားဆိုရင်ကြားစရာအသံနဲ့ထိတော့မှကြားမှနာမ်ကလေးဆိုတာပေါ်ထွက်လာတယ်ဒါဖြင့်မထိတဲ့အရှင်ယောဂီတို့ရဲ့ခန္ဓာထဲမှာနာမ်မရှိဘူးထိတဲ့အရှင်မှရှိမယ်တကယ်တော့ထိရာကလည်းအမြဲလိုထိနေတော့ယောဂီတို့ရဲ့ခန္ဓာထဲမှာစိတ်ဆိုတဲ့နန္တရားအမြဲတမ်းရှိရလို့ဒီလိုယူဆဖွယ်ရာဖြစ်သွားတာတကယ်တော့ယောဂီအပေါင်းသူတော်ကောင်းတို့ယောဂီတို့ရဲ့ခန္ဓာကိုယ်ထဲမှာစိတ်ဆိုတဲ့နန္တရားဆိုတာမရှိဘူးမျက်စိဆိုတဲ့အကြောင်းနားဆိုတဲ့အကြောင်းနှာခေါင်းရှားကိုယ်စိတ်ဆိုတဲ့ဒီအကြောင်းတို့ကြောင့်ဒီအကြောင်းတရားတို့ကြောင့်ထွက်ပေါ်လာတဲ့ပေါ်ထွက်လာတဲ့နာမ်ကလေးဒါဖြင့်ယောဂီတို့ရဲ့ခန္ဓာကိုယ်ထဲမှာနာမ်ကိုဖြစ်ပေါ်စေတတ်တဲ့ဌာန6ခုရှိတယ်ယခုအာယုံပြုကြည့်လိုက်ပါမျက်စိဌာနကနန္တရားကိုဖြစ်ပေါ်စေတတ်ပါယောလားနားဌာနကနန္တရားကိုဖြစ်ပေါ်စေတတ်ပါယောလားနှာခေါင်းဌာနကနန္တရားကိုဖြစ်ပေါ်စေတတ်ပါယောလားရှားဌာနကနန္တရားကိုဖြစ်ပေါ်စေတတ်ပါယောလားကိုယ်ကြည်ဌာနကနန္တရားကိုဖြစ်ပေါ်စေတတ်ပါယောလားစိတ်အတွေ့နှလုံးအကြည်မှနန္တရားကိုဖြစ်ပေါ်စေတတ်ပါယောလားလို့မိမိရဲ့ခန္ဓာကိုယ်မှာရှိတဲ့မျက်စိနားနှာခေါင်းရှားကိုယ်စိတ်ကိုနှလုံးသွင်းပါဆင်ခြင်ပါဟောဒီတရားတို့သည်နာမ်ကိုဖြစ်ပေါ်စေတတ်တဲ့တရားတွေပဲယောဂီတို့ရဲ့ခန္ဓာကိုယ်ထဲမှာနန္တရားကိုထွက်ပေါ်စေတာဖြစ်ပေါ်စေရတဲ့ဌာနက6ခုရှိပါ၏အဲဒီ6ခုနဲ့အပြင်ကအစင်းအတန်စက်တည်နဲ့ထိတော့မှနံကလေးကပေါက်ဖွာလာတာဆိုတော့ယောဂီများပစ္စည်းတစ်ခုထဲမှာအတန်ဆိုတာမရှိဘူးတော့လက်ကလေးနဲ့ခောက်ကြည့်ရင်တော့အတန်ထွက်လာမယ်အစစ်မပြတ်ထွက်ရင်အစစ်မပြတ်ထွက်လာမယ်ယောဂရတိခတ်တယ်လို့ရိုက်ခတ်တယ်လို့အတန်တွေထွက်လာမယ်
ယခုလည်းပဲယောဂီတော်အဲ့ဒီအတိုင်းပဲယောဂီတော်မြင်သမျှကြားနေသမျှနာမ်ကလေးတွေစိတ်ကလေးတွေဖြစ်နေကြမှာပါဖို့ပါရောလားလို့တရားလေးအာယုံပြုကြည့်ပါမိမိရဲ့ခန္ဓာဓိမှာစိုက်စောရာကနေတဲ့အမျိုးအစမဟုတ်အနိယထမဟုတ်မိမိရဲ့ခန္ဓာကိုယ်ကြီးကိုအာယုစိုက်ပြီးတော့ဟောဒီခန္ဓာဓိမှာစိတ်ဆိုတာမရှိနံတရားဆိုတာမရှိထိမှထွက်ပါရောလားထိမှထွက်ပါရောလားပစ္စည်းကိုခေါ်လိုက်မှအတန်ထွက်ဤပစ္စည်းချင်းမှအတန်မြေရန်ဒီနေတာမဟုတ်ဝင်ရောက်ကိန်းအောင်နေတာမဟုတ်အဲ့ဒီအတိုင်းပဲယောဂီတို့ရဲ့ခန္ဓာကိုယ်ဓိမှလည်းပဲနံတရားဆိုတာမရှိထိမှထွက်ဤမထိရင်မထွက်အဲ့ဒီသဘောလေးယောဂီတို့ခန္ဓာဓိမှဉာဏ်ဓိမှရှင်းလင်းသွားအောင်ကြည့်လိုက်ပါမိမိရဲ့ခန္ဓာဓိကိုတရားလေးနားလေးအောင်အာယုံပြုပါဖက်ကိုလက်ကလေးနဲ့ခေါက်လိုက်သလိုပဲအတန်ဆိုတာခွက်ထဲမှာတဏှာတိတ္တဝင်နေတာမရှိခန္ဓာကိုယ်တစ်ခုလုံးပြန့်နှံ့ပြီးတော့တည်တတ်နေပါ၏ဒါဖြင့်ဘာကိုအကြောင်းပြုလို့နန္တရားဖြစ်တာတော့မျက်စိနဲ့စင်နဲ့ထိလို့နာနဲ့အသံနဲ့ထိလို့မိမိရဲ့ခန္ဓာကိုယ်ဒီမာနမရှိဘူးနန္တရားဟာအပြည့်ဝင်ပြီးတော့ကိန်းနေတာမဟုတ်ဘူးမိမိရဲ့ခန္ဓာကိုယ်ကြီးကိုတတိကလေးနဲ့စောင့်ကြည့်ဟောဒီခန္ဓာကိုယ်ကြီးဒီမှာစိတ်ဆိုတာမရှိနာဆိုတာမရှိအကြောင်းကြုံလို့ထိလာမှရှိလာလိမ့်မယ်ဟောဒီလိုဖြစ်နေကြပါရောလားလို့ဒါရ6ပါးလုံးကိုရှုံငုံပြီးတော့ကြည့်မိမိရဲ့ခန္ဓာဒီမှာရှင်းရှင်းလင်းလင်းသိမြင်လိုက်ပါဟောဒီခန္ဓာဒီမှာစိတ်ဆိုတာမရှိနာဆိုတာမရှိမြင်မှကြားမှနာရှုမှယတတိမှတွေ့ထိမှတွေ့တော့မှထိရှင်ဆိုတာမျိုးဖြစ်မှမိမိရဲ့ခန္ဓာဒီမှာနာဆိုတာမရှိနာဆိုတာထိမှထွက်ပေါ်နေတယ်အဲ့ဒါလေးအာယုံပြုထိမုံထိရင်ထွက်ပေါ်လာပြီးမြင်တော့စိတ်ကလေးဖြစ်တယ်မြင်စိတ်ဒါဖြင့်ယခုလိုလိုစဉ်ကြည့်မှကတော့မျက်စိနာနှာခေါင်းရှားကိုယ်စိတ်ဆိုတဲ့ဒီဒွါရ6ပါးကလာထိတိုင်းဩနန္တရားတွေဒီလိုလုံးနေကြပါလားဒီလိုလှုပ်ဆောင်နေကြပါလားလို့နှလုံးသွင်းဆင်ခြင်ကြည့်ပါအရင်ဆုံးနာလှုပ်ပုံနာရဲ့ဖတ်တာခန္ဓာမျက်စိနာနှာခေါင်းရှားကိုယ်နှလုံးအကြည်သည်စိတ်ကိုထုတ်လုပ်တတ်တဲ့ပစ္စည်းတွေအဲ့ဒီပစ္စည်းတွေပဲယောဂီတော်ခန္ဓာထဲမှာရှိတဲ့စိတ်ဆိုတာတည်နေတာမရှိဘူးဒါဖြင့်ယောဂီအပေါင်းတော်ကောင်းတော်ကငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာစိတ်ဆိုတဲ့နန္တရားလည်းမရှိပါရောလားတကယ်ရှိတာက
မိမိရဲ့ခန္ဓာကိုယ်ကြီးကိုတရားလေးသုံးသပ်ပါစိတ်ဆိုပြီးတော့ဆွေးထားတဲ့ယခုခန္ဓာထဲမှာစိတ်မရှိဘူးစိတ်ကိုထုတ်လုပ်တတ်တဲ့စိတ်ကိုပြည့်ပြည့်တတ်တဲ့ကရိယာပဲရှိတယ်မိမိရဲ့ခန္ဓာကိုယ်ကြီးကိုတရားအာယုံပြုပါလေနောက်ကိုစိတ်နာဟောတော့ဒီနောက်လိုက်မသွားပဲနဲ့ခန္ဓာကိုယ်ထဲကိုအာယုံစိုက်ပြီးတော့ခန္ဓာကိုယ်ထဲမှာနန္တရားလို့ခေါ်တဲ့စိတ်ဆိုတာမရှိဘူးတကယ်တော့မျက်စိနဲ့မြင်မှအသိထွက်ပေါ်လာတာနားနဲ့ကြားမှအသိထွက်ပေါ်လာတာနှာခေါင်းနဲ့နှာရှုမှကာယအကြီးနဲ့တွေ့ထိမှစိတ်ကလေးနဲ့တွေ့မှအသိထွက်ပေါ်လာတာအသက်မရှိတဲ့ပစ္စည်းတွေလိုပဲအသက်မရှိတဲ့ပစ္စည်းကတော့ဘာမှမသိတတ်ဘူးသို့တော့အဲ့ဒီပစ္စည်းနှစ်ခုတွေ့ဆုံတဲ့အခါမှာအတန်ထွက်လာလိမ့်မယ်ခန္ဓာကိုယ်ကြီးကိုတရားအာယုံစိုက်ပြီးတော့ခန္ဓာကိုယ်ဒီမှာနာဆိုတာမရှိဟောဒီမျက်စိကိုအာယုံလာထိရင်တော့ရှိမယ်နားကိုအာယုံလာထိရင်တော့ရှိမယ်နှာခေါင်းကိုအာယုံလာထိရင်တော့ရှိမယ်ရှားကိုအာယုံလာထိရင်တော့ရှိမယ်ကာယကြီးကိုအာယုံလာထိရင်တော့ရှိမယ်စိတ်အကြည်ကိုအာယုံလာထိရင်တော့ရှိမယ်ဒါဖြင့်ယောဂီတို့ကခန္ဓာကိုယ်ကိုအာယုံစိတ်ပြီးတော့ဒီသဘောတွေကိုဒီနာကိုဒီလိုလာထိမှစိတ်ဆိုတာထွက်ပေါ်လာမှဖြစ်ပါရောလားလို့တရားလေးအာယုံစိတ်ရပါမယ်ဒါဖြင့်ဆက်လက်ပြီးတော့မိမိတို့အစဉ်ပြေတဲ့ဣရိယာပုနဲ့ဘယ်ဣရိယာပုနဲ့ပဲနေမျက်စိကနာမ်ကိုဖြစ်စေမှန်ပါရောလားအပြင်ကအာယုံနဲ့မျက်လုံးနဲ့ထိရင်အသားနဲ့နားနဲ့ထိရင်အတွေ့အထိနဲ့ကာယအကြီးနဲ့ထိရင်နာဆိုတာပေါက်ဖွာလာပါရောလားလို့အဲ့ဒီသဘောအဲ့ဒီရှိကံသဘောကိုတရားစွာအာယုံပြုနေကြပါမယ်